ဒါလေးရတော့မတို့ကချင်ပစိုး share ထည်လေးတွေပါပေါ့နော်280အတိုင်ဖောက်လေးနဲ့ပါရောက်ပါပြီရှင်ရောက်ပါပြီအဲ့လိုမျိုးအရင်ပြောရမှာဘာလို့လဲဆိုတော့ကိုမမတွေကကြတော့လေဆိုင်မှာလဝယ်ရင်လည်းပစ္စည်းရမရှိဘူးအဲ့လိုမျိုးချစ်လို့ရောက်ပါပြီရှင်နော်ဒီလိုမျိုးအနှံကြီးခွင်းကျဲမယ်မာတို့နော်ဒီလိုမျိုးအနှံကြီးလှရတာကွ80အတိုင်ဖောက်ကင်ထားပေးပါတယ်ချုပ်ပြီးသားတွေပါအကုန်လုံးနော်အနှံကြီးခွင်းကျဲပါရှင်ဒီလိုမျိုး80တိုင်း80ဖောက်ကချင်ပစိုးစစ်ကလေးတွေရောက်ပါပြီရှင်တကွင်းကို2500နဲ့ပဲယူပါပြင်ပပေါက်စေဆိုဒါဆိုအနည်းဆုံး3000ခွဲလောက်မှရှိတယ်3000ခွဲ4000အဲ့လောက်ပတ်ချလဲမှရှိတယ်2500နဲ့ဘာလို့ရောင်းပေးတာလဲဆိုတော့ရက်ကန်နေပြီးတော့ကိုကြီးတောင်းတော့ရောင်းခိုင်းတာပါဒါလေးတွေဆိုရင်အဲ့ဒါကြောင့်မို့ရောင်းပေးတာပါရှင်ဒါတိုးလဲပစိုးကလေရောင်းထားတော့မရှိဘူးပေါ့နော်အမှန်တိုင်းပြောရင်ဘယ်လိုဆိုပစိုးကမရောင်းတတ်ဘူးမရောင်းတတ်ဆိုအမျိုးကာလာလေးပြရတာအကွက်တွေဆိုတော့သူကတိတ်မသိဘူးခြီသားတော့ခွဲတတ်တယ်80လား100လားဆိုတာခွဲတတ်တယ်အကွက်တွေဆိုတိတ်မသိဘူးကာလာဆိုလည်းတိတ်နားမလဲဘူးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့တိတ်ရောင်းတာမရှိဘူးဒါကတော့ရက်ကန်နေညီမလေးဒါလေးရောင်းပေးပါဆိုတော့တို့လည်းရောင်းပေးလိုက်တာပါဒါလေးရမယ်2000နဲ့မှ9000နဲ့ယူပါ25အကွက်ကကြတော့မတို့ဒီမျိုးတို့ဒီတစ်ထည်တော့ဖြန့်ပြပြီမယ်နော်ကျန်တဲ့အထည်ကြတော့မဖြန့်ပြတော့ဘူးဒီလိုမျိုးလေးတော့ပြသွားမယ်မတို့ကြိုက်တဲ့ကာလာလေးတွေကိုသာရွေးချယ်ယူပေါ့နော်ကြိုက်တဲ့ကာလာတွေကိုသာရွေးချယ်ယူပါဒါလေးတွေကတော့အကွက်ကျဲလေးတွေပါအကွက်ကျဲအရင်ဆုံးပြပြီးလိုက်မယ်2500နဲ့ပဲယူပါရှင့်နော်အကွက်ကျဲကဒီ3ထည့်ပဲပါမှာပဲနော်နောက်ဒါကတော့ကွက်ဆန်းကလေးတွေပေါ့နော်ကွက်ဆန်းလေးတွေဒီလိုမျိုးအဖြူဖောက်လေးနဲ့ရမယ်နောက်ပြီးတော့ဒါလေးကကြတော့အဝါဖောက်လေးပေါ့နော်ဒါလေးတွေကကွက်ဆန်းလေးတွေပါကွက်ဆန်းလေးတွေပါ80တိုင်း80ဖောက်လေးတွေပါရှင်ဒါလေးဒါလေးတွေရမယ်မတို့ကြိုက်တဲ့ကာလာတွေကိုသာရွေးချယ်ယူပါနော်ကာလာလေးတွေကတော့နည်းနည်းတော့စုံပါတယ်နော်စုံပါတယ်ဒါလေးဆိုလူကြိုက်အရန်လဲများပါတယ်ဝတ်လို့လည်းအရန်ကောင်းပါတယ်ရှင်လူကြိုက်လည်းအရန်များပြီးတော့ဝတ်လို့လည်းအရန်ကောင်းသောအထည်လေးတွေပါနော်ရေလျှော်ရင်လည်းဆေးမကြပါဘူးရှင်နော်ဒီလိုမျိုးအကွက်လေးတွေရပါမယ်အကွက်ကလေးတွေကတိတ်ချစ်စရာကောင်းတယ်အကွက်ကလေးတွေကတူလားမတူလားမသိဘူးနော်မတူထင်တာပဲဒါမျိုးလေးတွေရပါမယ်မတို့ကြိုက်တဲ့ကာလာကိုသာ access လေးရိုက်ပြီးတော့ CB မှာလာရောက်ဆက်သွယ်မေးမြန်းအားပေးလို့ရပါတယ်ရှင်နော်ဒီကာလာလေးတွေရှိပါမယ်နော်ဒီကာလာလေးတွေရှိပါမယ်ရှင်နော်ဒီကာလာလေးတွေရှိပါမယ်အသားနာအရန်ကောင်းပါတယ်နော်အသားနာအရန်ကောင်းပါတယ်ဒီလိုအစိမ်းလေးဆိုလူကြိုက်အရန်များတယ်နော်ဒီအစိမ်းလေးဆိုလူကြိုက်အရန်များပါတယ်ဒါလေးဆိုဒီလိုအကွက်တွေဆိုလည်းကြိုက်တယ်ဒီလိုအကွက်ဘယ်လိုပြောမှတာမဲကွက်လားကွက်စုံလားနော်ဒါမျိုးလေးတွေရပါမယ်ရှင်မာတို့ရဲ့နော်ဒါမျိုးလေးတွေရပါမယ်နောက်ပြီးတော့ဒီမှာဒီအကွက်တွေဆိုရင်ဒါဆို order ခတ်တဲ့အထည်တွေပေါ့နော်ဒါလေးဆိုဒီအကွက်ဆိုအရန်ကြိုက်ကြတာပစိုးလဲလောက်တာကိုကြပစိုးလဲလောက်ကြတာကိုနော်ဒါမျိုးလေးတွေရပါမယ်ရှင်နော်ဒါမျိုးလေးဒါကတော့80ပါ100ကတော့တို့နောက်မှရောင်းပေးမယ်နော်100လည်းရောက်ပါပြီရှင်100ထည်လေးတွေလည်းရောက်ပါပြီ100တိုင်း100ဖောက်အထည်လေးတွေလည်းရောက်ပါပြီပေါ့နော်အဲ့ဒါကနောက်မှမှားသွားမှဆိုလို့နော်ဒါလေးတွေက80ကိုအရင်ရောင်းပေးလိုက်ပါမယ်ရှင်မတို့ဒါပြပြီလားမပြသေးလားမသိဘူးနော်ဒီကာလာလေးတွေရပါမယ်ကာလာလေးတွေမှန်တာဟုတ်သမီးနော်တေချာလေးရိုက်ထားပေးပါအောင်နော်ဒါလေးတွေရပါမယ်ရှင်ဆိုင်မှာလဲစိတ်တန်ကြလာရောက်ရွေးချယ်ဝယ်ယူအားပေးလို့ရပါတယ်ဆိုင်လိပ်စာကြတော့39လမ်းမှာ61 B လမ်းမှာအေရနေလဲဝင်လို့ရပါတယ်မဟာအောင်မြင်မြို့နယ်မန္တလေးမြို့ပါ39လမ်း61 B လမ်းမှာမဟာအောင်မြင်မြို့နယ်မန္တလေးမြို့ပါရှင်အွန်လိုင်းကဝယ်ချင်တဲ့မမတွေကကြတော့လူအသစ်ဆိုရင်စီယံငွေ9000ကျိုးလွှဲပေးရပါတယ်ရှင်လူအဟောင်းတွေကကြတော့လွှဲစရာမလိုတော့ဘူးเนาะလူအသစ်ဆိုရင်စီယံငွေ9000ကျိုးလွှဲပေးရပါတယ်စီယံငွေ9000ကျိုးလွှဲရုံနဲ့ Royal Ninja Join ပိုးလျတဲ့မျိုးအကုန်လုံးကိုအရောက်ငွေချေ daily service အပ်ပေးပါတယ်မတို့ကျေးဇူးလည်းအများကြီးတင်ပါတယ်ဒီကာလာလေးတွေရှိပါမယ်ရှင်เนาะကာလာလေးတွေမတူမှဆိုလို့တို့အကုန်လုံးမတို့လည်းကြည့်လို့ရအောင်လို့ပေါ့เนาะဒါလေးကကိုယ့်အတွက်လည်းဝယ်ကိုယ့်ရဲ့ချစ်တွေအတွက်လည်းဝယ်လက်ဆောင်ပေးဖို့လည်းဆိုလည်းဝယ်ပပိုးတွေပပွားတွေလည်းကိုတွေမမောင်တွေအတွက်လည်းဝယ်လို့ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတတပါမတို့ဒီကာလာလေးတွေရမယ်နော်တို့ကမပြောတတ်လို့နော်ကာလာလေးတွေကမပြောတတ်လို့ဒီလိုကာလာလေးတွေရပါမယ်ဒါတူပဲဒါလေးမပြသေးဘူးထင်တာပဲပြပြီလားမပြသေးဘူးเนาะဒါလေးတွေရပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်တတပါစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေစိတ်သွားတိုင်းကိုပါကြပါစေအားလုံးပဲတတပါရှင်